ကျွန်တော်ဒီနေ့လာပြီးပြောချင်တဲ့အကြောင်းအရာတစ်ခုကတော့လူတယောက်ရဲ့စိတ်ရင်းသဘောထားအမှန်ကိုသိချင်အဲ့ဒီလူကိုအာနာပေးကြည့်လိုက်ပါဆိုတဲ့နော်အဲ့ဒီquoteလေးတစ်ခုကိုကျွန်တော်လာပြီးရှင်းပြခြင်းဘာလို့ဆိုတော့လူတယောက်ကပုံမှန်အားဖြင့်ကြည့်လို့ရှိရင်နော်ဟန်ဆောင်ထားတာလည်းဖြစ်နိုင်တယ်လို့သူ့မှာလုတ်ပိုင်ခွင့်မရှိလို့သူ့မှာအာနာမရှိလို့လည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ပုံမှန်အပြင်ရောကြည့်ရင်တကယ်ယူသားတဲ့လူနော်တကယ်လူမှန်ပုံစံမျိုးပေါက်နေတယ်ဒါပေမဲ့အဲ့လူရဲ့သဘောထားအရင်မှန်ကိုသိချင်အာနာကိုပေးကြည့်လိုက်ပါအဲ့ဒါဆိုရင်သူ့ရဲ့သဘောထားအရင်မှန်ပေါ်လာလိမ့်မယ်ဆိုတာကိုကိုးကားထားတဲ့နော်ကိုးကားချက်ကလေးquoteလေးတစ်ခုဖြစ်တယ်နော်အဲ့ဒါကြောင့်လူတယောက်ရဲ့သဘောထားအမှန်ကိုစိတ်ရင်းအမှန်ကိုသိချင်ရင်အဲ့ဒီလူကိုအာနာပေးကြည့်လိုက်ပါဆိုတဲ့အဲ့ဒီကိုးကားချက်လေးတစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်တယ်โอเคကျွန်တော်အခုနော် NUG ကမင်းအွန်လိုင်းအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနော်2008ချီဥအောက်မှာမင်းနိုင်လို့သူတို့ကမင်းနိုင်တဲ့ပါတီသူတို့ကတကယ်တရားဝင်အစိုးရပါဆိုပြီးတော့တိုင်းရင်းသားနေမြေတွေကိုရောက်လာခဲ့တဲ့ NUG ရောက်လာခဲ့တယ်နော်ရောက်လာခဲ့တဲ့အဲ့ဒီအချိန်မှာနော်သူလက်အောက်က PDF ကိုနော် PDF မဟုတ်သေးတဲ့ local တွေရောအကုန်လုံးမှာလေးခွနဲ့တူမီရလွင်ဘာမှမရှိဘူးတက်ဖွဲ့စည်းပုံတွေလည်းဘာမှမရှိသေးဘူး COC ဆိုဝေးသေးနော်လက်နက်ဆိုလို့ချင်းလေးခွနဲ့တူမီပဲရှိတယ်ဘာမှကိုပြင်ဆင်ချိန်မရှိသေးတာနော်အဲ့ဒီတော့တိုင်းသားလက်နက်ကင်တွေကနော်ပြင်ဆင်ပြီးတော့မှတိုက်မှုခိုက်မှုအတွက်နော်စီစဉ်ခဲ့တယ်ဘာလို့လဲဆိုတော့ပြင်ဆင်မှုမရှိပဲအစမကောင်းရင်အနောင်မသိကြဘူးပြင်ဆင်မှုမရှိပဲလှုပ်တဲ့စစ်စင်ကြီးကဘယ်တော့မှမအောင်မြင်ဘူးဒါပေမဲ့ NUG ကနော် CRPH နော် NUCC နော် NUG ကသူတို့ကတိုင်းသားနေပြည်တော်ကိုရောက်လာပြီးတော့ဘာတွေလှုပ်ခဲ့လဲဆိုတော့နော်ဒီဒီဆိုပြီးတော့တမန်ဒကြီးနော် NUG ရဲ့တမန်ဒကြီးဒူဝါလရှိလာကိုယ်တိုင်ကနော်သူ့သူများရေးပေးတဲ့အစာအတိုင်းနော်သူကဖတ်ခဲ့တယ်ဒီဒီဆိုတော့စစ်ကြည်ညာခဲ့တယ်ကြီးညာတဲ့အချိန်မှာဘာတွေပြောခဲ့သလဲဆိုတော့လဲနေလေအောက်မြင်းဆောင်မကျန်စစ်အာဏာရှင်ကိုတော်လှန်ကြပါအဲ့တော့ NUG ကိုယ်တိုင်လည်းဘာမှမဟုတ်သေးဘူးဘာမှလည်းသူတို့ရှိမှမရှိသေးဘူးဘာအစီအစဉ်မှလည်းမရှိသေးဘူးအဲ့မဲ့သူတို့ကိုယ်တိုင်ဘာမှအစီအစဉ်မရှိတာသူတို့ကိုယ်တိုင်ဘာမှမဟုတ်သေးတာကိုကျွန်တော်အနေနဲ့ဘာမှမဆိုလို့ချင်းဒါပေမဲ့သူတို့ကအဲ့လိုဒီဒေးထုတ်လိုက်ခြင်းအပြင်ဘာမှမရှိသေးတဲ့ကိုလူငယ်တွေနော်လက်နဲ့လည်းမရှိဘူးဘာပြင်ဆင်မှုမှမရှိတဲ့ကိုလူငယ်တွေကိုနော်တော်လန်ချင်တဲ့လူငယ်တွေသေတွင်းနဲ့ပို့လိုက်လို့ဖြစ်သွားတယ်တစ်ဖက်ကနေလည်းစစ်တပ်ကိုအချက်ပြလိုက်တယ်လို့ဖြစ်သွားတယ်တက်လန့်လိုက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့နော်လူငယ်တွေကလည်းစစ်အာဏာရှင်အာဏာသိမ်းတော့မကြိုက်ဘူးစစ်အာဏာရှင်အောက်မှာနှစ်ပေါင်းများစွာနေခဲ့တဲ့အတွက်ကြောင့်စစ်အာဏာရှင်ကတကယ်ပြင်ပြီးတော့ဒီတိုင်းမျိုးအုပ်ချုပ်လာအောင်မချင်တဲ့အချိန်ကျတော့ NUG ရဲ့သမ္မတကြီးဒူဝါလရှိလာပြောခဲ့တဲ့အတိုင်းပဲလဲနေလေအောက်မြင်းဆောင်မကျင်ရရလက်နက်ကိုဆွဲကင်ပြီးတော့စစ်အာဏာရှင်ကိုတော်လှန်ခဲ့တယ်နော်တချို့ဆိုလို့ချင်းလက်လုံတနက်လေးနဲ့နော်လက်လုံတနက်ဆိုတာတူမီအဆင့်အောင်မရှိတဲ့တနက်လေးတွေနဲ့အညာဘက်မှာသေတာနဲ့တော့မဟုတ်တော့ဂွင်းပြောင်ဝင်ထဲမှာတော်မရှိတောင်မရှိနဲ့နော်နောက်တချို့ကလည်းတူမီနဲ့စပြီးတော့တိုက်ခဲ့တယ်ဘာမှအဆင်သင့်မရှိသေးတဲ့အချိန်မှာတစ်ချက်ကစစ်အာဏာရှင်အုပ်ချုပ်မှုရန်တရားကိုမကြိုက်လို့နော်စစ်အာဏာရှင်အာဏာသိမ်းတာကိုမကြိုက်လို့နှစ်တစ်ချက်ကလည်းနော် National Unity Government အမျိုးသားညီညွတ်ရေးအစိုးရရဲ့သမ္မတကြီးဒူဝါလရှိလာရဲ့ရန်သူနော်စစ်အာဏာရှင်ကိုလဲနေလေအောင်မြင်းဆောင်မကျန်တိုက်ခိုက်ကြပါဆိုတဲ့စကားကိုအာယူပြီးတော့နော်မရှိတာနဲ့တိုက်ရသေခဲ့တာမနေဘူးနော် NUG ဘာမှအာဏာမရှိသေးတဲ့အချိန်ဘာပြင်ဆင်မှုမှမရှိသေးတဲ့အချိန်တွေကဒါပေမဲ့နော် NUG ကသူတို့ဘာမှမဟုတ်သေးတဲ့အချိန်သူတို့ဘာယာဒူးမှမရှိသေးတဲ့အချိန်တော့ကတော့လူငယ်တွေကိုလဲနေလေအောက်မြင်းဆောင်မကျန်
စစ်အာဏာရှင်ကိုတော်လှန်ကြပါဆိုပြီးတော့အချို့နဲ့မှခဲ့တယ်ကွာရှင်းရှင်းပြောလို့ရှင်ဒါပေမဲ့အခုသူတို့အာဏာလဲရလာအောင်နော်သူတို့မှာအင်အားလေးလည်းရှိလာအောင်နော်နိုင်ငံတကာနဲ့အထီးတွေ့မှုလေးရှိလာအောင်နိုင်ငံတကာနဲ့ထိတွေ့မှုရှိလာတယ်လို့ကျွန်တော်ပြောရခြင်းကနိုင်ငံတကာထောက်ခံတာမဟုတ်သေးဘူးနော်ထိတွေ့မှုလေးရှိလာဆိုလိုချင်တာကတော့အာဏာရှိလာတဲ့အချိန်ကျတော့အရင်တော့ကတော့စစ်အာဏာရှင်ကိုလူတိုင်းတိုက်ကြကွာဘာဖွဲ့စည်းပဲဖြစ်ဘယ်အစ်နာမည်ဖြစ်ဘယ်မှာနေတာပဲဖြစ်လဲနေလေအောင်မြင်းဆောင်မကျန်တိုက်ခိုက်ကြပါဆိုပြီးတော့ပြောခဲ့တဲ့ energy ကအခုကျတော့သူလက်အောက်ထဲမဝင်လို့ရှင်သူရဲ့အစေကိုမခံလို့ရှင်သူမားတာတွေကိုထောက်ပြလာလို့ရှင်အကုန်လုံးရန်သူပုံစံနေနဲ့ကိုရှင်းလာတာနော်တစ်ချက်ကဘူနကာ BNRA အခုနှစ်တစ်ချက်ဆိုလို့ရှင်နော် SRA နော် Slim Revelation Alliance ဆိုတဲ့နော် NUG လက်အောက်မှာမရှိသေးတဲ့ local အဖွဲ့အစည်းတွေကိုပါဖမ်းဆီးတာတွေအနိုင်ကျင့်တာတွေအာဏာပြတာတွေရှိလာပြီဆိုလို့ကျင်တာအထက်ကကျွန်တော်ပြောခဲ့တဲ့ကိုကချက်ကလေးခုတ်လေးတစ်ခုလိုပဲလူတယောက်ရဲ့စိတ်သဘောထားအရင်မှန်ကိုသိရင်အာဏာပေးကြည့်လိုက်ပါသူ့ကိုအာဏာပေးကြည့်လိုက်ပါအဲ့ကျရင်သူ့ရဲ့စိတ်သဘောထားအမှန်ပေါ်လာလိမ့်မယ်ဆိုတာဒီမှာပဲ NUG ကပထမပါတိုင်းပြည်ကိုချစ်တယ်စစ်အာဏာရှင်ကိုမုန်းတယ်နော်လက်နေလေအောင်မြင်းဆောင်မကျက်စစ်အာဏာရှင်ကိုတော်လှန်ကြပါငါတို့ကတိုင်းပြည်ကိုချစ်တယ်အဲ့တော့စစ်အာဏာရှင်ကိုမုန်းတယ်ဆိုတော့ပဲအပြည့်ရောကြည့်ရင်တော့သူဟုတ်တယ်လို့ဒါပေမဲ့အခုသူလက်အာဏာရလာတဲ့အချိန်ကျတော့သူ့ရဲ့လုတ်ပုံကင်ပုံတွေကစစ်အာဏာရှင်နဲ့ဘာမှမထူးဖြစ်နေနော်စိတ်ရင်းပေါ်လာပြီမူလာရုပ်ပေါ်လာပြီမင်းသားခေါင်းစွပ်ပြုတ်ကျသွားပြီအဲ့ဒီဥစ္စာကိုနော်အခု local တွေလည်းသူတို့ရှင်းပါသူတို့ရဲ့အာဏာနော်သူတို့ရဲ့အလောက်ထဲမှုဝင်ဒန်းလူရည်တူတောင်ခေါ်တာမဟုတ်ဘူးနော်သူတို့လောက်ထဲဝင်သူတို့အစေခံမှသူတို့လောက်ထဲမှုဝင်သူတို့အစေမခံလို့ရှိရင်သူတို့ရန်သူပုံစံမျိုးသူတို့လောက်တော့မှာဒါရန်သူအလုပ်ကိုလုပ်ပြီးနေတာပဲနော်မင်း online လောက်ရမယ့်အလုပ်တွေ NUG နဲ့သူလက်အောက်ကနော်လက်အောက်ခံတက်ရင်တွေကလုပ်ပြီးနေကြတာပဲတိုင်းသားဖွဲ့စည်းတဲ့လက်အောက်မှာရှိနေတဲ့ PDF တွေကမပါဘူးနော်သူတို့ကတိုင်းသားတွေကသူတို့ဝင်လာတဲ့ trainer တွေအကျတော့ငြိမ်နေတာအခုဖြစ်နေပြက်နေတာ NUG ကိုယ်တိုင်ဒါပဲထိန်းချုပ်တဲ့နော်တက်ရင်တက်ဖွဲ့တွေကဖြစ်နေတာအဲ့တော့ထောက်ပြတဲ့လူရှိရင်လည်းထောက်ပြခဲ့တဲ့လူရှိလို့ရှိရင်သူတို့ရဲ့ lobby တွေနဲ့နော်သူတို့ရဲ့အင်းနဲ့အားနဲ့အုံလိုက်ကြီးကိုဝိုင်းပြီးတော့တိုက်ချဝိုင်းခိုးချကန်ချကြတာနော်ဒါ NUG ဆိုတဲ့နော်အဖွဲ့တွေကရုပ်လုံးပေါ်လာပြီအာနာလေးရလာတဲ့အချိန်ကျတော့မျက်နှာဖုံးတွေကွာကြောက်ကုန်ပြီဘယ်လူရုပ်ပေါက်လာခဲ့ပြီနော်ဘလူးပုံပေါ်လာပြီစစ်အာဏာရှင်နဲ့ဘာမှမထူးပုံတဲ့ပုံပေါ်လာပြီနောက်ပြီးတော့ NUG ဘာလို့လုံးမှန်နေနော် NUG ဘာလို့ထောက်ခံနေဆိုတဲ့ NUG ကိုထောက်ခံနေတဲ့တာမန်တွေရောနော်အစွန်းရောက်တွေရောကျွန်တော်ပြောချင်တယ်ပုံမြင်လေးတစ်ခုရှိတယ်နော်လင်မယားနှစ်ယောက်ကသူတို့မှသားလေးတယောက်မွေးတဲ့အချိန်ကျတော့ယောက်ျားသိသွားတယ်ယောက်ျားလည်းသိသွားတဲ့အချိန်ကျတော့အမေကသူ့မှာသားလေးတယောက်တည်းရှိတယ်တကောင်ကြွက်ပါပဲသူ့မှာမျိုးလင်းချက်စိဆိုလို့ဒီသားလေးတယောက်ပဲရှိတယ်သူ့မှာချစ်ရတဲ့လူဆိုလို့သူ့အမျိုးဆက်ဆိုလို့ဒီသားလေးတယောက်ပဲရှိပါတယ်ဒီသားလေးကိုသူချစ်နေတောင်းတာပဲဘသူလာပြောမကြိုက်ဘူးနော်သူသားဘာလို့လို့ကိုသူဟာမှန်တယ်ငါသားလေးမှန်တယ်မမသိလည်းမှန်တယ်မဆုံးမဘူးနော်အဲ့တော့သူများဘေးကလာပြောလဲသူများတွေကိုသူကစိတ်ဆိုးတယ်အဲ့သူ့အမေကသားချစ်စိတ်နဲ့သားကိုအားကိုးတဲ့စိတ်နဲ့သားကိုယုံကြည်တဲ့စိတ်နဲ့ငါမှတယောက်တည်းပဲဒီမျိုးလင်းချက်တစ်ခုလေးပဲရှိပါလားဆိုအဲ့သားဘာလို့လို့ဘာမှမပြောဘူးသူများလာပြောလဲသူများသူစိတ်ဆိုးတယ်နော်သူ့တော့လဲသူမဆုံးမတော့ဘူးတအားချစ်တာမျက်စိမိပြီးတော့ချစ်တာအဲ့ကြောင့်သူ့အမေကသူ့တော့မဆုံးမအောင်သူ့သားဘာလို့လို့မမဘာမှမပြောတဲ့ချိန်ကျတော့သားငယ်သေးတော့သူကသူထင်တာကိုပဲသူလုပ်တယ်တခါကျတော့ပတ်ဝန်းကျင်ရှိကပြောရဆိုတာတွေမကောင်းတဲ့သင်ငယ်ချင်းအပေါင်းအသင်းနဲ့ပြောရဆိုတွေနားထောင်တော့ဒါမှန်တာပဲလို့သူတို့ထင်လို့ရှောက်လို့နောက်ဆုံးကျတော့တစ်ချက်ကကလေးကစပြီးတော့အမေကလုံးဝမဆုံးမတဲ့အချိန်ကျတော့ကလေးကနော်စပြီးတော့လှုပ်လာတာပစ္စည်းခိုးလာတာပစ္စည်းခိုးတယ်ခိုးတာနဲ့နောက်ဆုံးကျတော့လူတဲ့အဆင့်ရောက်လာသူ့အမေကလည်းငါသားမှန်နဲ့
သူများအိမ်ပြလူရလာပြောဟေး NDG ရေနှစ်သားလေးရတော့ဒီလူဟေးဘာမှလာပြောနေငါသားလောက်တာအကုန်မှန်းနေအဲ့လိုလောက်တာနော်နောက်တစ်ခါကျတော့ပစ္စည်းလူလာတယ်လူလာလဲသူ့မိရငါသားလောက်တာမှန်တယ်မာမှန်လဲသူသိချင်သိမယ်ဒါပေမဲ့သူ့သားသူအပြစ်မတင်ချင်တာအဲ့ကြောင့်ဟာငါဘာပဲလို့သူများလာမပြောနဲ့ငါသားအကုန်မှန်တယ်ဆိုတော့ခိုးတာနေလူတာနေဓမြတိုက်တာပဲဖြစ်လာဓမြတိုက်တာကနေမဒိန်ကျင့်တာကနေလူသက်မှုတွေပါဖြစ်လာတယ်နော်ဒါပေမဲ့အဲ့ဒီအမေကြီးကသူ့သားဘာလို့မှန်တယ်သူ့သားဘက်ကပဲထောက်ခံတယ်သူ့သားကိုလည်းမဆုံးမဘူးသူများပြောလည်းမကြိုက်ဘူးမျိုးလာမပြောနဲ့ငါသားလောက်တာမှန်နေဆိုတော့အဲ့လိုမျိုးနေခဲ့တော့နောက်ဆုံးညသူ့သားအမှုပေါင်းများလဲများလာတော့နောက်ဆုံးညတော့ရေဖမ်းမိသွားတယ်ရေဖမ်းပြီးတော့အဲ့အမှုပေါင်းများစွာနဲ့သူ့ကိုများသိမိတ်ပေးလိုက်တယ်ကျူးစင်တင်မှုနော်ကျူးစင်တင်ပြီးတော့တက်စီဆိုလို့သိမိတ်ပေးလိုက်တယ်သိမိတ်ပေးလိုက်တဲ့အချိန်ကျတော့သူ့သားကျူးစင်မှာသူများတတ်မဲ့နေမှာသူ့လည်းပြင်းသူများကြော်ခွင့်စွတ်သွားပြီးသူများသူ့ကိုမေးတယ်မင်းနောက်ဆုံးအနေနဲ့ဘာပြောချင်လဲကျွန်တော်အမိကိုကျွန်တော်တွေ့ချင်တယ်တဲ့အဲ့နဲ့သူများသူ့အမိကိုခေါ်ပြီးတယ်သူများသူ့အမိကိုခေါ်ပြီးလေသူ့အမိကလာပြီးတော့သူ့သားကိုကြည့်မျက်ရည်မြခွဲနဲ့ငူယူတော့အမေမငူနဲ့လာအောင်နဲ့ကျွန်တော်ဘေးနားဟုတ်တယ်ကျွန်တော်တူတူလေးအမိကိုကတ်ပြောချင်တယ်အဲ့နဲ့သူ့အမိကလည်းသူ့သားသူ့ဘာများပြောမလဲဆိုတော့နာလီသူ့သားပါဇက်နာကိုနာလီကတ်လိုက်တဲ့အချိန်မှာသူ့သားအမိတဲ့ကျွန်တော်ဟိုးငယ်ကနေအခုကြီးလာတဲ့အထိကျွန်တော်အမားတွေအများကြီးလှုပ်ခဲ့မိတယ်တချို့ဟာတွေကမသိတော့တချို့ဟာတွေကသိတော့ဒါပေမဲ့အမေကကျွန်တော်မားချောင်းကျွန်တော်ဘာဖြစ်လို့မားတယ်လို့မပြောရလဲကျွန်တော်ဘာဖြစ်လို့မဆုံးမတာလဲအခုကျွန်တော်ကျူးစင်တက်ရတဲ့အမားကျွန်တော်အမားမို့အမေအမားဆိုတော့သူ့အမေနဲ့ရုပ်ကိုကိုက်ဖြတ်လိုက်တယ်သူ့မြောက်သူကိုက်ဖြတ်လိုက်သူ့မြောက်ဟာဝူးဆိုခါပြီးတော့ဆင်းကြပါအဲ့ဒါပြီးမှသူများသူ့ကျူးစင်မဆွဲကျူးချသေးတယ်အဲ့ကြောင့်ခင်ဗျားအခု NUG ကိုထောက်ခံတဲ့လူတွေနော်ဟုတ်တယ်ခင်ဗျားတို့တင်ဒါခင်ဗျားတို့အမြင်ပြောတော့နော် NUG မရှိမဖြစ်ဘူး NUG ရတာတော်လိုင်းတက်ဦး NUG ကငါတို့အစိုးရဟုတ်တယ်ခင်ဗျားတို့ဘယ်လိုပဲပြောခင်ဗျားတို့အဲ့ဒီ NUG ရဲ့မာယွင်းမှုတွေကိုအသေးဖွားလေးကနေစပြီးတော့အခုနော်နာနည်းတော့နောက်ကျနေပြီခင်ဗျားတို့ထောက်ပြရမယ်နော်ခင်ဗျားတို့ဝေဖန်ရမယ်ခင်ဗျားတို့ပြုပြင်ပြောင်းလဲပြရမယ်ဒါမှမဟုတ်ဘူးမနဲ့ခင်ဗျားတို့ကနော်အခုနကျွန်တော်ပြောတဲ့အမေတယောက်ကသားကိုမျက်စိပိတ်ပြီးချစ်တယ်လို့မျိုးမာမမှန်နော်ငါသားလောက်တာမှန်တယ်ငါတို့ energy လောက်တာမှန်တယ်နော်ငါတို့ energy ရပဲမှန်တယ်ငါတို့ energy ရပဲအစိုးရငါတို့ဘာမှလာမပြောနဲ့ဆိုမျိုးခင်ဗျားတို့လောက်မယ်ဆိုလေခင်ဗျားတို့ energy ကအခုနကျွန်တော်ပြောတဲ့သားစိုးတယောက်လို့နောက်ဆုံးကျိုးစင်တက်ရလိမ့်မယ်ပျောက်ကွယ်သွားလိမ့်မယ်နော်အဲ့ဒီတိုင်း energy ကဟာခင်ဗျားတို့ပါအကုန်လုံးဆွဲချမှာခင်ဗျားတို့လည်းအပြည့်ရှိတယ်ခင်ဗျားတို့ငါတို့မထောက်ပြန်ခဲ့လို့ငါတို့ကလောက်တယ်ငါတို့အမရှိရင်မင်းတို့ငါတို့ထောက်ပြမင်းတို့ကမထောက်ပြတဲ့အတွက်ကြောင့်မလို့ငါတို့ကလည်းမသိလို့မာယွန်းခဲ့တယ်ဆိုခင်ဗျားတို့ energy ကိုထောက်ခံတဲ့လူတွေရောခင်ဗျားတို့ energy ဘောမတွေညီဘိန်းအကုန်လုံးဆွဲချသွားမယ်နော်အဲ့ဒါကြောင့်နော်ခင်ဗျားတို့အမားရဲ့ energy ခင်ဗျားတို့ရဲ့သားကြီးနော်ခင်ဗျားတို့ရဲ့ energy နော်ခင်ဗျားတို့မာရင်မှန်ရင်ခင်ဗျားတို့မှန်လို့ရှိရင်တော့မှန်တဲ့အတိုင်းပေါ့မိုင်းလည်းထောက်ပြရမယ်ပြုပြင်ရမယ်ဒါမှမဟုတ်ခင်ဗျားမျက်စိပိတ်ချင်နေတနေ့မျက်စိပိတ်ပြီးတော့ချစ်နေမယ်ဆိုတနေ့ကျရင်ခင်ဗျားတို့သိချရတယ်ခင်ဗျားတို့သားနော်ခင်ဗျားတို့သိချရတယ်ခင်ဗျားတို့အစိုးရကျူးစင်တက်ရမယ်အဲ့ဒီကြလို့ရှိရင် तू ကလည်းခင်ဗျားတို့ကအမှုတွေတဲ့အကုန်ဆွဲထည့်ဘာလို့လဲဆိုတော့ तू ဘာလို့ခင်ဗျားတို့ကထောက်ခံနေခဲ့တာ哦 तू များပြောနေခင်ဗျားတို့လက်မခံခဲ့ဘူးအဲ့ဒါကြောင့်အခုနောက်ဆုံးတစ်ခုကျွန်တော်ပြောချင်တာနော်တငယ်ချင်းနှစ်ယောက်ရှိတယ်ငယ်တည်းကသူကအားချစ်ကြတဲ့အချိန်ကျတော့အတူတူကြီးပြင်းခဲ့တာဟုတ်သူတို့တငယ်ချင်းနှစ်ယောက်သဘောတူညီကြတယ်တငယ်ချင်းရေတို့ကြီးလာကြလို့ရှိရင်မင်းမသားလေးတယောက်ငါမသမီးလေးတယောက်ဒါမှမဟုတ်လည်းငါမသားလေးတယောက်မင်းမသမီးလေးတယောက်ရှိရင်တို့ဆိုကြမနော်တို့သားသမီးချင်းပြီးစားကြမယ်ဆိုတော့သူတို့ကအားချစ်တဲ့ကြောင့်အဲ့လိုသဘောတူခဲ့ကြသဘောတူပြီးတော့နောက်ကျသူတို့ကကွဲကွာသွားတယ်ပြီးတော့အနည်း20ကျတော့သူတို့ပြန်တွေ့ကြတယ်ပြန်တွေ့ကြတဲ့အချိန်ကတယောက်နဲ့တယောက်ချစ်ခင်ရင်းနှီးတော့ဖက်ကြနမ်းကြတဲ့အချိန်မှာသူတို့အချင်းချင်းမေးကြတယ်တကယ်ချင်းတို့ငယ်တော့တို့သဘောတူညီကြတာမင်းမမိသေးလားမင်းမသားလေးတယောက်ငါမသမီးလေးတယောက်ဒါမှမဟုတ်လည်းငါမသားလေးတယောက်မင်းမသမီးလေးတယောက်ရှိခဲ့လို့ရှိရင်တို့ပြေးစားကြမယ်ဆိုတို့သဘောတူညီကြတာမင်းမမိသေးလားဟိုတယောက်ဟာမမိတာပေါ့တကယ်ချင်းโอเคဒါဆိုလို့ချင်းတို့သဘောတူညီမှုအတိုင်းတို့ကလေးတွေကိုတို့ပေးစားကြမယ်ဆိုတော့ဟာပေးစားကြပါဆိုတော့အမှကဲနေတို့လူကြီးချင်းသဘောတူညီထားတာဟုတ်ပြီကလေးတွေရဲ့
သဘောဆန္ဒကရှိသေးတယ်ဒါပေမဲ့ဘလူးအဖြစ်လူကြီးသဘောတူတဲ့အတိုင်းသူတို့ကတော့သဘောတူမှာပါဒါပေမဲ့သူတို့ရင်းနှီးအောင်သူလွတ်ပေးရမယ်ပြေးတွေ့ရမယ်ဆိုတော့သူတို့အဲ့နဲ့သားရှင်ကโอเคဆိုသဘောတူလိုက်အဲ့နဲ့သားရှင်ကနော်နောက်တနေ့ကျတော့သူ့သားကိုအဲ့သမီးပိုင်ရှင်ရှိခေါ်သွားတယ်โอเคနေတို့လူငယ်ချင်းတွေ့ကြအောင်နေတို့ငါတို့နော်တင်ငယ်ချင်းနေအောင်ငယ်တွေကကြည့်လို့ခေါ်ရင်တော့တော်တူတာပေါ့နော်ပြန်တော့ပြေးစားကြမယ်ဆိုပြီးတော့ငါတို့သဘောတူနေကြတယ်ဒါဆိုနေတို့နေရောက်လဲနော်တယောက်ရင်းနှီးအောင်အရင်ဆုံးလောက်ကြဆိုပြီးတော့တင်ငယ်ချင်းနေရကသူတို့သားသမီးနေယောက်ကိုအမှထားခဲ့ပြီးတော့အပြင်ထွက်မယ်လှုပ်တဲ့အချိန်မှာသမီးရှင်ကတတိယရဲသမီးနော်နင်းသူ့ကိုဟိုကောင်လေးကိုလက်ဖက်ရည်လေးပါလေးဖြော်ပေးလိုက်လေသူပြောလိုက်ချင်သူ့သမီးရဲ့ခေါင်းလေးညှိပ်ပြအဲ့အချိန်မှာနော်အဲ့ဒီသားလေးတယောက်ကသားကပေါ့နော်သားကဒီကောင်ကနှကမ်းပဲ့တော့သူကမင်းကလေးသူကရှက်တယ်သူနှကမ်းပဲ့တာကိုနော်ဟိုဘက်ကမင်းကလေးကတွေ့သွားမှဆိုသူနှကမ်းလေးသူခေါင်းလေးကိုဘယ်ဘက်ကိုလှည့်တာပြီးတော့သူနှကမ်းလေးသူလက်နဲ့ဖုံးလာအဲ့နဲ့အေးပေါ့နော်အဲ့ဒီမင်းကလေးရှင်ကသူ့သမီးကိုနော်ယောက်ျားလေးကိုလက်ဖက်ဖြော်ပေးမှုပြောပြီးတော့ထွက်သွားတဲ့ချိန်ကျကောင်မလေးတရားအဲ့မင်းကလေးကသူကလက်ဖက်သွားဖော်ရောလက်ဖက်သွားဖြို့ပြီးတော့ပြန်လာတော့လက်ဖက်လေးချပေးတာလက်ဖက်လေးချပေးတဲ့စကားမျိုးအဲ့နဲ့ယောက်ျားလေးကလည်းသူ့နှကမ်းပဲ့တာကိုမင်းကလေးတွေ့မှဆိုလို့သူကရှက်တာဟုတ်အဲ့နှကမ်းလေးကိုသူကလက်လေးနဲ့ဖုံးတော့လက်ဖက်ကိုကင်ပြီးတော့သူတောက်တဲ့ကြောင့်လက်ဖက်ရတအားပူတဲ့ချိန်ကျသူဟာပြုံးဟာဝူးရသူတော့ပူတယ်လို့သူဆူလို့ချင်းဒါမှနှကမ်းပဲ့နေတဲ့ချိန်စကားပြောတာပူတာနဲ့ဝူးတာမကွဲဘူးပြောတာဝူးတယ်ဆိုတော့អော်လိုက်တယ်អော်တဲ့ချိန်မှာဟိုဘက်ကမင်းကလေးကလည်းပြင်ပြီးတော့ဟာဝူးတာဝင်ဝုတ်တော့ဆိုတော့ပြင်ပြောတာဟာအဲ့နဲ့ယောက်ျားလေးကဖမ်းကြည့်လိုက်တော့ငါတယောက်တည်းနှကမ်းပဲ့တာမဟုတ်ပါလားသူလည်းနှကမ်းပဲ့နေတာပဲဆိုအဲ့ကြမှာသူလည်းမရှက်တော့ပဲနဲ့မင်းကလေးကိုသူမျက်နှာချင်းဆိုင်ပြီးတော့စကားပြောရဲတယ်စပြီးပြောတာကျွန်တော်တို့ဆုလို့ချင်တာစစ်တပ်ကနော်လူတွေကိုတိုင်းသူပြည်တော့နော်နှစ်ပေါက်80ကျော်နော်မတရားတပ်ဖြတ်လာတာထားလိုက်အောင်နော်ကျွန်တော်စပြီးပြောမှာ2021အာဏာစသိမ်းတဲ့အချိန်ကနေပြော2021အာဏာစသိမ်းတော့ပြည်သူလူထုကမကြက်ဘူးငြိမ်းချမ်းသာဆန္ဒပြတယ်ငြိမ်းချမ်းသာဆန္ဒပြတဲ့လူတို့ကဖမ်းတယ်စီးတယ်တတ်တယ်ဖြစ်တယ်နော်အခုနောက်ပိုင်းဆိုရွာတွေမီးရှို့မဒိန်းနေကျင့်နော်တိုင်းလုံးတပြီလုံးနော်ရက်ဆက်ရန်ကရုပ်မာမိုက်ရိုင်းနော်တက်ဖြက်နော်အောက်တန်းကြလှုပ်လာခဲ့တော့နော်သူ့ကိုသူမလုံမလဲဖြစ်ရင်လည်းနော်အဲ့ဒါကြောင့်နိုင်ငံတကာနဲ့စကားပြောရင်လည်း तू ကသူ့နှကမ်းလေးကို तू ကကွယ်ထားပြီးတော့သူများတွေ့မှာဆိုလေရှက်ကန်ဖြစ်နေဒါပေမဲ့အခုကျတော့ तू ကသူ့နှကမ်း तू မကွယ်တော့ဘူးနော်မဖုံးတော့ဘူးနော်နိုင်ငံတကာနဲ့စကားပြောတာလည်း तू ရဲလာပြီဘာဖြစ်လို့ဆိုတော့သူတွေ့ရတဲ့မင်းကလေးက NUG ကလည်းသူ့ပုံစံမျိုးဖြစ်နေတာပဲပထမပိုင်းစစ်တပ်ကသူတယောက်တည်းနှကမ်းပဲ့တယ်ထင်တယ်နောက်ဆုံးကျ NUG ကမှသူ့လိုနှကမ်းပဲ့မှသိလက်ချင်ကြတော့သူကနိုင်ငံတကာကိုရင်ဆိုင်ရဲသွားပြီအဆင်ပြေသွားပြီ NUG ကိုလည်းမြန်မာပြည်သားတွေကိုလည်းသူရင်ဆိုင်ရဲသွားပြီမင်းတို့ကြည့်ငါတယောက်တည်းနှကမ်းပဲ့တာမဟုတ်သူလည်းနှကမ်းပဲ့နေတယ်ဆိုလို့ချင်တာငါတယောက်တည်းအမားလောက်တာမဟုတ်ဒီဖွဲ့ NUG ဖွဲ့တွေလည်းငါလိုပဲငါထက်တောင်ဆိုးနေသေးပါလားဆိုတဲ့ပုံစံမျိုးနော်စစ်တပ်ကနိုင်ငံတကာကိုလည်းချပြတာတယ်ပြည်သူတွေကိုချပြတာတယ်ပြည်သူတွေကလည်းအဲ့လိုမြင်လာတယ်။ NUG နဲ့စစ်တပ်ကနောက်ဆုံးကြတော့နော်ကလာကြီးနဲ့အရာကြီးနဲ့ကလာကြီးပါအတူတူပါပဲလားနော်ဘာဘူးနဲ့ကလာကြီးနဲ့ဘာဘူးအတူတူပါပဲလားဆိုတော့ကျွန်တော်ဆိုလို့ကျွန်တော်အခုလူမျိုးကြီးပြောတာမဟုတ်တော့ race လည်းမဟုတ်ဘူး။နောက်တော့အခုနကကျွန်တော်ပြောတဲ့အတိုင်းအဲ့နှကမ်းပဲ့တဲ့လူတွေကိုလည်းကျွန်တော်ဆုလို့ချင်တာမဟုတ်ဘူး။နော်ကျွန်တော်ပြောချင်တာအဲ့ဒီဥပမာလေးကိုကျွန်တော်ခိုင်းနိုင်ပြီးတော့ပြောချင်းဖြစ်တယ်အဲ့တော့စစ်တပ်နဲ့ NUG ကအခုပုံစံအတိုင်းဆိုအတူတူဖြစ်သွားပြီနှကမ်းပဲ့ချင်းတူသွားပြီအဲ့တော့စစ်တပ်ကလည်း NUG ရင်ဆိုင်မှုရှက်စရာမလိုတော့ကဘာနဲ့စကားပြောတဲ့အချိန်ညမှာနော်ပြည်သူလဲသူအားနာစရာမလိုတော့မင်းတို့ကြည့်တလားဒီကောင်တွေလဲဘာမှမထူးဒီကောင်တွေလဲလူဆိုးငါဒါပေမဲ့မင်းတို့ငါ့ကိုထောက်ခံရင်တော့မှငါကအကောင်းဆုံးငါလုတ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးချိုးလာပြီအခုကြည့်နော်ဒီကောင်နေနိုင်ငံရေးသမားတွေပြန်လွတ်ပြေးပြီးအမှုနော်ထောင်ထဲမှာသူတို့ဖန်တဲ့နိုင်ငံရေးသမားတွေပြန်လွတ်ပြေးပြီးအဲ့ဒီအပြင်သူတို့တရားနိုင်ငံရေးမှုနဲ့တရားဆွဲတဲ့လူတွေလည်းအကုန်လုံးပြည်လူကွပြင်လိုက်ပြီစစ်တပ်ကတဖြည်းဖြည်းသူကကစားနေပြီဒါပေမဲ့အခု NUG ဘက်မှာကနော်ဘာမှသူတို့ရဲ့နော်ရဲဘော်ရဲဘက်တွေရောနော်သူတို့အောက်က
တက်ရင်တက်ခွဲတွေရောသူတို့ဝန်ကြီးတွေကဘာပဲအမားလို့ကိုပြူးပြင်းမယ်ပြောင်းလဲမယ်ဆိုတာမရှိတဲ့အပြင်ကာကွယ်ပေးနေတယ်အဲ့ဒီပြင်ငါနဲ့မတူငါရင်သူငါအောင်မဝင်ငါအစ်မခံငါရင်သူဆိုပြီးတော့သူတို့လုံနေတယ်နော်ဘာမှပြုပြင်ပြောင်းလဲမှုမရှိတဲ့အပြင်သူများသူတို့ကိုထောက်ပြလို့ရှင်လဲထောက်ပြတဲ့လူကိုလော်ဘူးတွေသုံးပြီးတော့ပြန်လဲဆိုးရွားစွာနော်တိုက်ခိုက်နေတာ energy ကသူ့ရဲ့အောက်အစင်းလန်းကိုသူ့ကိုယ်တိုင်ဖောက်နေတာပဲเนาะသူ့ကိုယ်သူအစင်းဘိန်းတက်ပြီးနေတာပဲဆိုတော့ဟုတ်เนาะ energy ကိုထောက်ခံနေတဲ့လူတွေရော energy ရဲ့ lobby တွေရောကျွန်တော်ပြောပြချင်တယ်အဲ့ဒါကြောင့်ခင်ဗျားတို့ခုနကျွန်တော်ပြောတဲ့သားအမိလေးလို့ခင်ဗျားတို့သားကြီးခင်ဗျားတို့အစိုးရကြီးလုံးဝเนาะလက်သွေးပိတ်ပြီးတော့ဆေးလို့မစင်တော့တဲ့အခြေအနေကျိုးစင်မရောက်ခင်မှာခင်ဗျားတို့ဝိုင်းပြီးထိန်းကြပါเนาะဝိုင်းပြီးပြုပြင်ကြပါဒါမှမဟုတ်လို့ရှင်တနေ့တစ်ချိန်ကြမှာခင်ဗျားတို့ဒီလိုပဲသူဘာပဲလို့နော်ဘာပဲအမားလို့ခင်ဗျားတို့မှန်တယ်ဆိုပြီးတော့ခင်ဗျားတို့အမြဲတမ်းထောက်ခံမယ်ဒီနေ့ချင်းသူကျူးစင်တက်ရမှခင်ဗျားတို့ဝန်မနေနဲ့နော်အဲ့ချိန်ကျလည်း तू ကလည်းမင်းတို့ငါ့ကိုမထောက်ပြခဲ့ဘူးမင်းတို့ငါ့ကိုငါလှုပ်သမျှမင်းတို့မှန်တယ်ဆိုပြီးတော့မင်းတို့လှုပ်ခဲ့လို့ငါမားခဲ့တယ်ဒါငါအပြစ်မို့မင်းတို့အပြစ်ဆိုလို့ခင်ဗျားတို့အကုန်လုံးကိုပါနော်အမှုတွေဆွဲထွက်သွားနိုင်တယ်ဆိုတာကိုကျွန်တော်ပြောနေကျွန်တော်ညီကုန်းချုပ်ကြည့်